ပရိသတ်ကြီးခင်ဗျာ SNN YouTube Channel ကနေနှွေထွေးစွာကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာရေနံတင်ပို့မှုရဲ့အသက်သွေးကြောလူတင်စားခေါ်ဝေါ်ကြတဲ့ဟော်မုဒ်ရေလက်ကြားကနေထွက်ပေါ်လာတဲ့စစ်ရေးတင်းမာမှုတွေနဲ့ကမ္ဘာ73စီဈေးကွက်အပေါ်ဘလို့ရိုက်ခတ်လာနိုင်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းက73စီသုံးဆွဲသူတွေအတွက်ဒီသတင်းဟာဘလောက်အရေးကြီးလဲဆိုတာကိုအပိုင်း3ပိုင်းခွဲ၍အသေးစိတ်ဆွေးနွေးတင်ပြပေးသွားမှာပါ။ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ဗိုလ်တဦးနေကကမ္ဘာမီဒီယာတွေရဲ့အာရုံကိုဖန်ဆားခဲ့တဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC ကဟော်မုဒ်ရေလက်ကြားကိုဖျက်ဆီးနေတဲ့ကုန်တင်သင်္ဘော3စင်းကိုပိတ်ခိုက်တိုက်ခိုက်ခဲ့ပြီး2စင်းကိုသိမ်းဆည်းခဲ့တဲ့ဆိုတဲ့သတင်းပဲထပ်ပါတယ်။ဒီဖြစ်ရပ်ဟာရုတ်တရက်ဖြစ်ပေါ်လာတာမဟုတ်ပဲအမေရိကန်နဲ့အီရန်တို့ကြားကနှစ်ပေါင်းများစွာတည်ရှိနေတဲ့တင်းမာမှုရဲ့နောက်ဆုံးမှာဖြစ်ပေါ်လာတဲ့အခန်းကဏ္ဍတစ်ခုလို့ဆိုရမှာပါပရိသတ်ကြီးတီးကြတဲ့အတိုင်းဟော်မုန်းရေလက်ကြားဆိုတာပါရှင်ပင်လယ်ခွေနဲ့အိုမန်ပင်လယ်တို့ကိုဆက်သွယ်ထားတဲ့အလွန်ချင်းမြောင်းတဲ့ရေချောင်းလမ်းပါကမ္ဘာရေနံတင်ပို့မှုရဲ့9ပုံတစ်ပုံကျော်နဲ့တဘာဝတက်ငွေတင်ပို့မှုရဲ့3ပုံတစ်ပုံကျော်ဟာဒီရေလက်ကြားကနေဖြတ်တန်းသွားလာနေလာပါဒါကြောင့်ဒီရေလက်ကြားဟာစီးပွားရေးအရာရောစစ်ရေးအရာပါမဟာဗျူဟာမြောက်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်အီရန်ဘက်ကဘာကြောင့်ဒီလိုလုပ်ရမျိုးကိုလှုပ်ဆောင်ခဲ့တာလဲအဓိကအကြောင်းရင်းကတော့အမေရိကန်ရဲ့ရေကြောင်းပိတ်ဆို့မှု Naval Blockade ပဲဖြစ်ပါတယ်ဧပြီလ21ရက်နေ့မှာအမေရိကန်ကအီရန်အပေါ်ရေကြောင်းပိတ်ဆို့မှုကိုစတင်ချမှတ်ခဲ့ပြီးအီရန်စိတ်ကမ်းတွေကနေဝင်ထွက်သွားလာတဲ့သင်္ဘောအားလုံးကိုပြစ်မှတ်ထားခဲ့ပါတယ်ဒီပိတ်ဆို့မှုဟာအီရန်ရဲ့ရေနံတင်ပို့မှုကိုထိခိုက်စေပြီးစီးပွားရေးအရာဖိအားပေးဖို့ရည်ရွယ်တာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီလ21ရက်နေ့မှာအီရန်နဲ့နှစ်ပတ်ကြာအပြည့်အခတ်ရဲစဲရေးကိုထပ်မံတိုးမြင့်ကြောင်းကြေညာခဲ့ပြီးမြဲရေကြောင်းပိတ်ဆို့မှုကိုတော့ဆက်လက်ထားရှိမယ်လို့ပြောကြားခဲ့ပါတယ်ဒီလိုအပြည့်အခတ်ရဲစဲရေးတပ်ကန်တိုးပြီးတရက်အကြာမှာပဲအီရန်ဘက်ကသင်းဘောတွေကိုတိုက်ခိုက်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်အီရန်ကတော့ဒီလိုရဲ့ဟာအမေရိကန်ရဲ့ရေကြောင်းပိတ်ဆို့မှုနဲ့အီရန်သင်းဘောတစ်စင်းကိုအမေရိကန်ကဖမ်းဆီးခဲ့တဲ့အပေါ်လက်တုံပြန်တာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်ဒါဟာစစ်ရေးအရာအားပြိုင်မှုတစ်ခုလို့လည်းဆိုနေပါတယ်အပိုင်းနဲ့စစ်သုံးစီဈေးကွက်ဒီကြရက်ရိုင်မှုဒီစီရေးတင်မာမှုတွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ဘလို့ဆက်ဆက်နေလဲအဖြေကတော့ရှင်းပါပဲစစ်သုံးစီဈေးနှုန်းတွေပါပဲဟော်မှုရေလက်ကြားမှာတင်းမာမှုတွေမြင့်တက်လာတာနဲ့အမျှကမ္ဘာရေနံဈေးကွက်ဟာချက်ချင်းဆိုသလိုတုံ့ပြန်ခဲ့ပါတယ်မတ်လလဲကတည်းကအီရန်ကရေလက်ကြားကိုထိန်းချုပ်ထားခဲ့ပြီးတိုက်ခိုက်မှုအန္တရာယ်ကြောင့်တင်းဘောတွေဖျက်ဆီးဖို့တုံ့ဆိုခဲ့ကြပါတယ်အီရန်ကရေနံနဲ့ရေနံထက်ကုန်တွေပေါ်တစီကို$နှုန်းနဲ့အခွန်ကောက်ခံခဲ့တာကြောင့်ရေနံတင်ပို့မှုပုံကျစရိတ်တွေမြင့်တက်ခဲ့ပါတယ်ဒီလိုအခြေအနေတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေဟာအတက်ဘက်ကိုဥတီနေခဲ့ပါတယ်ဧပြီလ20ရက်နေ့မှာအီရန်နိုင်ငံသားရေးဝန်ကြီးကရေလက်ကြားကိုပြန်လည်ထွင်းလင်းမယ်လို့ကြေညာခဲ့တဲ့အခါကမ္ဘာရေနံဈေးနှုန်းတွေ10%ကျော်ကျဆင်းခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ရက်မှာပဲ IRGC ကရေလက်ကြားကိုပိတ်ထားဆဲသူကြောင့်ပြန်လည်ကြေညာခဲ့ပြီးနောက်ဧပြီ22ရက်နေ့မှာတင်မောတိုက်ခိုက်မှုတွေထပ်မံထကွာလာခဲ့တာကြောင့်ရေနံဈေးနှုန်းတွေဟာချက်ချင်းဆိုသလိုပြန်လည်မြင့်တက်လာခဲ့ပါတယ်ဒီလိုအခြေအနေတွေဟာမြန်မာနိုင်ငံလိုစစ်သုံးစီကိုပြီးပါကောနေအဓိကမိခိုနေရတဲ့နိုင်ငံတွေအတွက်တော့ရင်လေးစရာပါပဲကမ္ဘာရေနံဈေးနှုန်းမြင့်တက်လာတာနဲ့အမျှပြည်တွင်းစစ်သုံးစီဈေးနှုန်းတွေလည်းလိုက်ပါမြင့်တက်လာမှာဖြစ်ပါတယ်ဒါဟာတဲယူပို့ဆောင်ရေးစရိတ်တွေကုန်စည်ဈေးနှုန်းတွေအားလုံးကိုရိုက်ခတ်လာပြီးပြည်သူတွေရဲ့နေ့စဉ်စားဝတ်နေရေးကိုထိခိုက်စေမှာပါအပိုင်း3အနာဂတ်အလားအလာနဲ့သုံးသပ်ချက်ဒီတင်းမာမှုတွေဘတော့ပြီးဆုံးမလဲဟော်မှုရေလက်ကြားကကြီးတင်းမောပြီးပုံမှန်တိုင်းပြန်လဲသွားလာနိုင်မလားလက်ရှိအခြေအနေမှာတော့အပြေပေးဖို့ခက်ခဲနေပါသေးတယ်တင်းမောပိုင်ရှင်တွေနဲ့အာမကန်ကုမ္ပဏီတွေအနေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုတည်းနဲ့တင်ယုံကြည်စိတ်ချစွာဖြတ်တန်းသွားလာနိုင်မှာမဟုတ်ပါဘူးစစ်ပွဲပြီးဆုံးသွားရင်တောင်ကမ္ဘာရေနံတင်တင်းဘောကွန်ရက်ကိုပြန်လဲနေရာချထားဖို့နဲ့ပုံမှန်လုံရန်းဆောင်တာတွေပြန်လဲစတင်ဖို့အတွက်အချိန်တော်တော်ကြာမြင့်နိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်အီရန်ရဲ့နျူကလ িয়ার နဲ့ပဲ့ထိန်းဒုံးကျည်စီစဉ်တွေလိုအဓိကပြဿနာတွေမှာအမေရိကန်နဲ့အီရန်တို့ကြားသဘောထားကွဲလွဲမှုတွေရှိနေစေဖြစ်တာကြောင့်ဒီရေလက်ကြားအရေးဟာရှုပ်ထွေးနေစေပါပဲအီရန်မှာဒုံးကျည်နဲ့ဒရုန်းစွမ်းရည်တွေရှိနေတာကြောင့်အနာဂတ်မှာလည်းဒီလိုတင်းမာမှုတွေထပ်မံဖြစ်ပွားလာနိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိထားပါတယ်ဒီလိုအခြေအနေတွေမှာကျွန်တော်တို့ SNN Channel ကနေကမ္ဘာရေယာသတင်းတွေကိုအချိန်နဲ့တပြေးညီတိကျမှန်ကန်စွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ရေးတင်းမာမှုတွေနဲ့73စီဈေးကွက်ပေါ်တက်ရောက်မှုတွေကိုဆက်လက်စောင့်ကြည့်ပြီးပ
ရိသတ်ကြီးအတွက်အမြဲတမ်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ SNN YouTube Channel ကို Subscribe လုပ်ထားပြီးသတင်းအချက်လက်တွေအသစ်တွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ခေါင်းလောင်းပုံလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦးလို့တိုက်တွန်းရင်းနှိကုံးချုပ်လိုက်ပါတယ်။အားလုံးပဲဘေးရန်ကင်းကွာပြီးကျမ်းမာပျော်ရွှင်ကြပါစေ။နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်